အားလုံးပဲမင်္ဂလာပါ Morning Promise Audio မှာပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ဆရာခက်ဆိုရေးသားထားတဲ့ကျူးတစားဆိုတဲ့ဖြစ်ရမှန်ဇလန်တူလေးကိုတင်ဆက်ပေးကြပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုတင်လာတည်ရအောင်လို့ဘေးက notification လေးကိုနှိပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျိုးရစာဤအခန်းတက်ကျိုးဤအစအထက်မြင့်တိုင်များပြားလာသောရန်ကုန်မြို့လေကောင်တို့လမ်းလျှောက်သွားပြီးဆိုကြပါစို့တိုက်ခန်းများရှိတိုးလို့တွင်လောင်ကြနေသောကျိုးစာများစွာတွေ့ရနိုင်ဘယ်ကျိုးသည်ဘယ်အခန်းနှင့်ဆိုသည်ကိုရုပ်တရက်ကြည့်ရင်မသိနိုင်ရှစ်ဖီလာသည့်ဆက်နွယ်မှုများနှင့်ထိုကျိုးစာများတွေကတစသည်ကိုမင်းသားဖြစ်ပါသည်ကျွန်တော်ငယ်ကလေးကမိဘနဲ့တူမနေရဘူးအဖိုးဘွားတွေစီကံတင်းကျက်တဲ့အတော်ပြူကြီးနဲ့ကြီးလိုက်ရတာကိုမင်းသားကို1986ဧပြီလ18ရက်နေ့တွင်ရန်ကုန်မြို့အလယ်မြတ်ဖျားလမ်းရှိအာဇာနည်တာဖောက၌မွေးဖွားခဲ့တယ်။ဖခင်ဖြစ်သူကမွန်လူမျိုးမိခင်ဖြစ်သူကရခိုင်လူမျိုးညီကိုမောင်နှမအရင်ချလည်းမရှိမိခင်ကပညာတတ်မျိုးကျောင်းဆရာမဖခင်ကရှစ်တန်းအောင်မောင်သည့်အပြင်တောက်တက်စားတက်ပညာကိုဂုဏ်သိက္ခာအဖြစ်ထားသောမိခင်ဘက်မှဖခင်နှင့်လုံးဝသဘောမတူခဲ့ပဲပြစ်ထားခဲ့ကြတယ်။သို့တော့ကိုမင်းသားကိုမွေးပြီးတစ်နှစ်နဲ့တစ်လတွင်တော့မိခင်ဖြစ်သူကဘိုးဤဘွားတန်းလာရောက်အနံခဲ့တယ်။အယတမဖခင်ခလေးတစ်ဖက်နှင့်ရုံးကန်ရမည်ကျောင်းဆရာမမိခင်တို့နှင့်နေလျင်ခလေးအတွက်အစင်မပြေဖြစ်မိကိုပူပန်သောကြောင့်ဖြစ်တယ်။ထို့သောနှင့်တစ်နှစ်တစ်လသားကိုမင်းသားသည်အဘိုးဘွားမိသားစုနေထိုင်ရာဖဆပါလာတခမ်းများစုသို့ရောက်ရှိရလေတော့တယ်။ကျွန်တော်ကအဖိုးအဖေအဖွားကိုအမေလိုပဲတည်ထားတော့လူမသိတဲ့စားကလေးကကျွန်တော်အမေကိုကျွန်တော်အမလိုပဲထင်ခဲ့တယ်။အမေဆုံးတဲ့အထိကျွန်တော်သူ့ကိုအမေလိုတစ်ခါမှမခေါ်ခဲ့ရဘူး။အမေနမီကဒေါခင်မော်ဆိုတော့တိန်လုံးကခေါ်တယ်လို့မော်လို့ပဲခေါ်ခဲ့တယ်။အဘိုးဘွားဆုံးပြီးသည့်နောက်ကိုမင်းတိုက်သည်ကြီးတော့ဖြစ်သူကျောင်းဆရာမပြူတူမြောက်နဲ့တူဖဆပါလာတွင်ကြီးမင်းခဲ့တယ်။ကြီးတော့နှစ်ယောက်လုံးကဝန်ထမ်းမှုထွတ်ထွတ်တက်နေခဲ့ရတယ်။ပစိုးပြင်းလျင်ကိုယ်တိုင်ချုပ်ဝေရတယ်။ဖနက်ပြက်လျင်ဂျင်းနဲ့တွေ့စီရတယ်။ထို့အပြင်ကြီးတော့နှစ်ယောက်ကစီကံလဲကြီးတယ်။ကျွန်တော်ရေပထဲမှာအမွန်းချက်ဆုံးကဝချမ်းများကိစ္စပဲ။ကျွန်တော်အပြင်ကပြန်လာလို့အိမ်ဝါမှာဖနက်ကိုဘယ်တစ်ပတ်ညာတစ်ပတ်ချုပ်ခဲ့တဲ့ထားဒုတိယကြီးတော့ကထော်လောက်ရှိတော့ဝချမ်းပြားလေးယူလာပြီးတိုင်းတော့တာပဲဖနက်နှစ်ဖက်ကစီစီမဟုတ်ပဲထော်လောက်ကွာနေပြီဆိုရင်တော့ကျွန်တော်ညသာငတ်ပြီဖနက်ကိုစီစီမချွတ်ရင်ကျွန်တော်အတွက်ထားညသာကိုကြောင်ရဲတော့ခက်ပြတာပဲအဲ့ဒီလိုနဲ့ညသာငတ်ပေါင်းလည်းမနေဘူးမနှက်စာတွေလည်းထိုနီ၎င်းကိုမင်းတိုက်ဒီမနှက်မိုးလင်းလာရင်အရှိတောက်ရီကိုရီဖြစ်ရတယ်တောက်ရီကိုရီမဖြစ်ထားလေသူ့အတွက်ဝယ်ထားသည့်မနှက်စာကိုကြီးတော့ကြီးကကြောင်ရဲထက်တော့ခက်ပြတတ်တယ်ကိုမင်းတိုက်ကခေါင်းလဲမာတယ်မနှက်စာစားပြီးမှအလုပ်လုပ်နိုင်ပြီထို့သောနေ့မနှက်စာငတ်ခဲ့ပေါင်းလည်းများရတယ်တကယ်တော့ကြီးတော့ကြီးကကျွန်တော်ကိုအလုပ်လုပ်မှရှင်းသန်နိုင်မယ်ဆိုတော့ give and take ကိုရိုက်သိမ်းပေးနေတာဗျမနှက်စာငတ်ခဲ့တဲ့ဖြစ်ကြောင်းရောက်သည့်အခါတငယ်ချင်းတွေထံမှာကစားရတယ်ကိုမင်းတိုက်သည်ခေါင်းမတလောက်စာကလည်းမတော်ညံ့သည့်အထက်ပါသည်စိုးသည့်အထက်ပါသည်ထို့သောနေ့ခုနှစ်တန်းနဲ့သူရောက်လာတယ်ကျွန်တော်ကလူပြေပေါက်အရွယ်လေးရောက်လာတော့နည်းနည်းတွေးတက်လာပြီဖနက်ကိစ္စကိုဒီတိုင်းဆက်တော့လို့မရဘူးဆိုတော့သိတယ်ဒီတော့အပွားကြီးမြတ်ကိုလူလက်ကြားမှရမယ်ဆိုပြီးကြံတယ်ကျွန်တော်အပြင်ကပြန်လာတာနဲ့ဖနက်တစ်ဖက်ကိုတခြားညီနေအောင်ချွတ်တယ်ဒီတော့ကြီးတော့ကြီးကညသာကြွေးပြီပေါ့ညသာစားပြီးတာနဲ့ထားပြီးအခန်းဝါကဖနက်တစ်ဖက်ကိုဘယ်ရညာရဖြစ်အောင်ထကန်ထုတ်ပစ်လိုက်တာပဲဟာဟာစဉ်းစားကြည့်ပါကျွန်တော်ကျွေးမိခင်နှစ်ယောက်ရင်းနေဘယ်လောက်ခံစားရမလဲကျွန်တော်စိုးခဲ့တယ်မာတော့ခေါင်းထဲတွင်ပုံကံလိုစိတ်အပြည့်ရှိနေတော့ကိုမင်းတိုက်ကျိုးဤရှုပ်ဖားစားပလာတိုက်တန်းတွင် BIB ဈေးဆိုင်ရှိတယ်ထိုဈေးဆိုင်တွင်ကွန်ပျူတာစီတစ်လုံးကို3ကျပ်နဲ့85ပြပေးလျင်လွတ်လပ်စွာဝယ်ယူလို့ရတယ်ကွန်ပျူတာစင်သည်ချောင်းစုပြောင်စီအမိခံရသောမွေးစေဝါတစ်ခုပဲ9တန်းတွင်ကွန်ပျူတာစင်ကိုစာမီးတယ်10တန်းတွင်ပုံမှန်3တန်း BIB ဈေးဆိုင်ရှိကနောင်ယူလက်ဖိတ်ဆိုင်တွင်ထိုင်တယ်လူကြီးပိုင်းများကစေကြောက်ရှိတယ်လူငယ်ပိုင်းတွေကကွန်ပျူတာထိုခေတ်ကာလကကွန်ပျူတာစင်3ဒီကိုကွန်ပျူတာဘန်ကားဖြစ်3လို့ရှိတယ်အဲ့ဒီတော့ကကြီးတော့ကြီးကဝန်ထမ်းတွေဆိုတော့သူတို့ခွင့်ရရတဲ့ရှီဝါဆက်ပြကာဘောလစ်ဆက်ပြတွေကိုသူတို့မသိအောင်ဖားစားပါလာစီတဲ့တောက်ခူရောက်နေ15ကျက်ရရင်ဘော်ရာတွေကိုခေါ်ပြီးကွန်ပျူတာစင်ချကြတာပဲကိုမင်းတိုက်ဒီကွန်ပျူတာစင်မှီဝဲပြီး10ရန်ဖြည့်တယ်ပထမနှစ်ကြာတယ်ဒုတိယနှစ်ဘီလင်းနဲ့သာအောင်တယ်10ရန်ကိုထပ်မဖြစ်တော့ပဲဖားစားပါလာတစ်ခွင်ကိုကိုမင်းတိုက်ကလေးရိုက်တော့တယ်ဒူတော်မောင်ကြီးပျက်စီးခြင်း၅ပါးကိုကြီးမနေနဲ့တော့ကြီးတော့ကြီးနှစ်ဦးမှာနောက်တစ်မျိုးစီစဉ်ရပြန်တယ်ရင်ကကိုမင်းတိုက်ရေတက်မှဦးလေးဝမ်းခွဲအရာရှိကြီးအကူအညီဖြစ်ပလဲနဲ့9ဦးစီးဌာနတဲ့အလုပ်သွင်းပေးရမယ်ပလဲနဲ့9တင်မောပေါ်မှာကျွန်တော်6လလောက်နေလိုက်တယ်တရားဝန်ထမ်းတော့မဟုတ်ပဲအကူပေါ့
ကျွန်တော်တို့ကိုဘော်ရာလို့ခေါ်တယ်အဲ့ဒီတော့တင်မောတွေကစီခိုးရောင်းစားတဲ့ခေတ်ဆိုတော့ကျွန်တော်တို့က14ရက်5ဘန်းထွက်ပြီးပြန်လာရင်စီရောင်းရတဲ့ထဲကအကူတွေအတွက်တမတ်25ရာခိုင်နှုန်းဝယ်စုရတယ်ဦးလေးကလည်းရေတက်ကအရာရှိဆိုတော့တင်မောကပရင်ကလည်းကျွန်တော်ဆိုရင်ဖူးဖူးမှုတ်ထားတာပိုကောင်းပြီပေါ့မူးလိုက်ယူလိုက်ရန်ဖြစ်လိုက်နဲ့6လလောက်ကြာတော့တင်မောဘော်ကပြန်ဆင်းလာရပါလေရောလားကိုမင်းတိုက်ဖားစားပါလာလို့ပြန်ရောက်လာပြီဖားစားပါလာတွေနေထိုင်သည့်စင်မောကျောင်းမှာဆရာဦးသိန်းကျွယ်ကကိုမင်းတိုက်ကိုခေါ်တယ်10 တန်းပြန်ဖြစ်ရန်အတွက်သူ့အိမ်တွင်ကန်သွင်းပြီးစာသင်ပေးတယ်1984တွင်ကိုမင်းသား၏မိခင်ရင်းသည်ညောင်လေးပင်မြို့တွင်ကျောင်းဆရာမကြီးအဖြစ်တာဝန်ထမ်းဆောင်ရင်းကွယ်လွန်ခဲ့တယ်ဖခင်ရောမိခင်မှာကွယ်လွန်ခဲ့ပြီမို့မိခင်ဖြစ်သူဝယ်ယူထားသည့်ကဘာကြီးဖျားလန့်အနီးမှာမြေကွက်ကိုကိုမင်းသားအမွေရလိုက်တယ်တွန်းနှစ်1986တွင်ကိုမင်းသား10 တန်းအောင်ခဲ့တယ်အမှတ်ပေါင်း392မှတ်ရတယ်တင်မောသားဖြစ်ခြင်းသောကိုမင်းသားသည်ယူဝဗေဒဘာသာရပ်ကိုအဓိကယူခဲ့တယ်ထိုခေတ်ကယူဝဗေဒနှင့်သင်္ချာအဓိကယူသူများသည်ဒုတိယနှစ်အောင်ပြီးလျှင်ရေရောက်သိပ္ပံသို့ခြေဆက်ခွင့်ရှိတယ်ကျွန်တော်10 တန်းအောင်ပြီးတက္ကသိုလ်စတဲ့နေ့မှာစေးကြောက်ဆရှူတာပဲကိုမင်းတိုက်သည်အာစီဒိုနှင့်ကြောင်းတက်တယ်ထို့ကြောင့်အာစီဒိုနှင့်နီးသောကဘာကြီးဖျားလမ်းမှာအမွေရထားသည့်ခြံတွင်သွားနေတယ်မိခင်ဖြစ်သူမကွယ်လွန်မီကထိုခြံကိုသူမ၏အမကိုမင်းတိုက်၏အတော်မိသားစုအားအဆောင်အဖြစ်ပေးနေခဲ့တယ်ထို့ကြောင့်အတော်မိသားစုနေသည့်ခြံသည်ကိုမင်းတိုက်နှင့်မဆိုင်သလိုဖြစ်နေတယ်ဘယ်လိုပဲဖြစ်ဖြစ်ခြံကရံကတော့ဂျီရိုကြီးကကင်ထားတာကျွန်တော်ကိုလည်းမပေးရဘူးလေအဲ့ဒီမှာကျွန်တော်ကခြံထဲမှာတတ်အဆောင်လေးတစ်ခုမှနေရတယ်ကျွန်တော်အတော်ရင်းအောင်ဝမ်းငွေညီကိုတွေကပါကျွန်တော်ကိုမကြည့်ဘူးကြဘူးအဲ့ဒါတော့ကျွန်တော်ကညဘက်ဆိုသူတို့အိတ်တဲ့အချိန်မှဝင်တယ်မနေ့သူတို့မလို့ခင်ထားပြီးကြောင်းသွားတယ်ကိုမင်းသားကြီးတက္ကသိုလ်ကျောင်းသားဘုရားတနေ့လေမဖိုး9 ချက်ရတယ်ကျောင်းရောက်ရင်စီကြောက်တွေကကျောင်းဝတွေရှိနေတယ်စီကြောက်ဝယ်ပြီးစေးဘောလေးထဲရတော့တယ်ကျောင်းကပြန်လာရင်စီကြောက်ထောက်ဝယ်သွားတယ်အာစီဒူးမကဘာကြီးဖျားလန်းသူပြန်လာရလမ်းတွင်တင်မောပင်များရှိတယ်တင်မောယူများချိုးလာပြီးအိမ်ရောက်လျင်တင်မောယူပေါ်ဖြစ်စေးကြောက်ထက်ချတယ်ထို့တို့ဖြင့်ကျောင်းစိတ်စားစိတ်စေးကြောက်ဖို့တို့ကြောင့်ကိုမင်းသား၏မဟုတ်တပတ်စာငွေစိတ်သည်တနင်္လာနေ့ကလေးကပြောင်းတော့တယ်ကျွန်တော်အတွက်ရေကလူပြီလေပေါင်းတာကလည်းကိုယ့်လိုအကွက်လိုင်းနေကြီးပဲပေါင်းတာကိုအားကြီးခေါင်းစင်းနေလို့မရဘူးလေကိုယ်လည်းရှိသေးတာပေါ့ဒီတော့အလုံးလုံးကိုကြံရတာပဲကိုမင်းသားသည်သူနဲ့ဆေးရှူပေါ်ဆေးရှူဘက်တငယ်ချင်းတဦးကိုညီဖြစ်ရုပ်ရှင်ရက်ကွင်းများတွင်မိထိုးမှထိုးသည့်အလုပ်လုပ်ရတယ်တနည်းလျင်12ချက်ခွဲရတယ်ကျောင်းမြောင်းဘက်မှဒရိုက်တာဦးမြင့်ကျော်ရိုက်သည့်စကားများတွင်လိုက်လို့ရတယ်88ရေကြီးနီးကဖြစ်လာတယ်ကျွန်တော်တို့ကမနက်ဆိုကျောင်းကရောက်ပြီးစေးကြောက်ဝယ်လိုက်တယ်သူများတွေဒိုအေးလှဲတော့လိုက်သွားတယ်လမ်းမဝေရာတွေစားတယ်စေးကွဲပြီးလက်လျှောက်ကြတာပေါ့ထို့သောဝေလီလီလုံနေသူမကိုတွေ့တယ်သူမသည်ထိုစဉ်ကကိုရင်းကျောင်းသူထမိန်တူတူလွယ်ဘူးတုံးလေးနဲ့ရေလိုက်လျင်ပချိုင်ကလေးနဲ့ကိုမင်းတိုက်သည်ထိုကောင်မလေးကိုကြိုက်သွားတယ်ချစ်မိသွားတယ်ရီတော်ပုံကြီးနဲ့ရင်ခုန်ရသူကိုတွေ့သွားတယ်သမီးစားဖြစ်ပြီးနောက်1990တွင်ကျူရှင်မှဆင်းလာသောကောင်မလေးကခိုးပြီးတော့တယ်အဲ့ဒီတော့ကကျွန်တော်က3မိနစ်လိမ့်နေတာ BE ရဲ့စေးကြောက်ရဲ့ကွန်ပျူတာရင်းအဲ့ဒီချိန်သူနဲ့တွေ့တော့တခါတည်းခိုးပြတာကောင်မလေးငယ်ကိုခိုးပြသည့်အတွက်သမီးရှင်ဘက်ကဒေါသမုံထားကြတယ်သို့တော့နောက်ပိုင်းတွင်ပြန်အစဉ်မိသွားပြီးမင်္ဂလာဆောင်လိုက်ကြတော့တယ်အတော်ပြိုကြီးများကလည်းစိတ်ဆိုးပြီးလက်မခံသဖြင့်ရောက်ခမအိမ်ကပ်နေမိထိုးမှတို့လိုက်လို့တယ်ထို့နောက်ကိုမင်းတိုက်သည်ဗီဒီယိုခေတ်ဦးတွင်တငယ်ချင်းဖြစ်သူကင်မရာမန်ညီညီနဲ့အတူကင်မရာမန်ကိုဖြစ်ခုံကူးလိုက်တယ်ညီညီကဗန်းတင်လက်ထိတ်ကမွန်ကားတွေတီးတဲ့ထိုးတဲ့ချမ်းပီကိုထုတ်လို့ရင်းနဲ့အဝင်ထွက်ရှိတယ်ကျွန်တော်ကလည်းသူနဲ့လိုက်သွားရင်အဲ့ဒီကပါရှင်ဒရိုက်တာမင်းကိုတာနဲ့ရင်းနှီးသွားတယ်သူကကျွန်တော်ကိုသူ့စီမှာလာနေဖို့ခေါ်တယ်ဒီလိုနဲ့ကျွန်တော်ကအဲ့ဒီမှာနေချမ်းပီဒီရဲ့ကင်မရာမန်ဖြစ်လာတယ်ကျောင်းလဲဆက်မတက်ဖြစ်တော့ဘူးနောက်ပိုင်းတွင်ကိုမင်းသားကြီးတီးဖြတ်သည့်အလုပ်ကိုစိတ်ဝင်စားလာတယ်တီးဖြတ်ခြင်းကိုတက်မြောက်ပြီးပြီးနောက်ချမ်းပီကိုထုတ်လို့တွင်တီးဖြတ်အဖြစ်လုပ်ကံပြန်တယ်စေးကြောက်ချရင်တညာလုံးအလုပ်လုပ်ဖြစ်တယ်တရက်တွင်ရန်ကုန်မြို့ထဲမှာကျောင်းကပါဗီဒီယိုထုတ်လို့ရတွင်တီးဖြတ်ခြင်းအလုပ်တစ်ခုလုပ်နေစဉ်လေပင်ကားတစ်စီးထိုးရက်လာတယ်လေပင်ကားပေါ်မှာမင်းသားဇော်ဝင်းနှင့်တူသည့်လူတစ်ဦးဆင်းလာတယ်ကိုမင်းသားထုံးဒီမှာရှိသလားကိုမေးတယ်ထိုဒီကပဲကိုမင်းသား၏ဘဝကိုရှုပ်ရမှလှုပ်လာမိကျိုးရစဖြစ်လာခဲ့တော့တယ်ကျိုးဤအလှကျွန်တော်ကသူ့ကိုရွှေရှင်ပရိုဂျူဆာထင်ထားတာသူကမတ်ချိုယောက်ျားပါလို့မိတ်ဆက်တယ်မတ်ချိုဆိုတာကျွန်တော်9 တန်းလုံးကတင်ချာကျူရှင်ပြပေးခဲ့တယ်အမကြီးအခုကျွန်တော်နမီလာမေးတဲ့လူကကိုတီဇာတဲ့မတ်ချိုရဲ့ယောက်ျားဒီဘက်ကဂျပန်ထိုင်းမလေးမှာအလုပ်ဆောင်လုပ်ပြီးပြီအခုတူလာတာကသူ့လုပ်ငန်းတစ်ခုမှာကျွန်တော်ကိုအကူအဖြစ်ဝင်လုပ်ပေးဖို့လာပြောတာသူမိမထောက်ခံချက်နဲ့ပေါ့ကိုတီဇာဒီမလေးရှားနဲ့အလုပ်လုပ်ပြီးနောက်မလေးရှားသူမြန်မာပြည်မှာအလုပ်သမားပို့ရင်ပထမဆုံးကြံစည်နေသူဖြစ်သည်မလေးရှားသူလူသွင်းပြီးဟွန်ဒီငွေလက်သည့်ကိစ္စများကိုပါချုပ်ကန်ရင်ကြံရထားတယ်ကိုတီဇာက
သူကခဏလိုက်ခဲ့ပါဘူးဆိုတာပတ်စပို့ရုံသူခေါ်သွားပြီးပတ်စပို့တန်းလုပ်ပေးတယ်ပတ်စပို့လုပ်ပြီးသည့်အခါမှသူ့အလုပ်ကိုရှင်းပြတယ်အဲ့ဒီတော့က1990နှစ်ကုန်ပိုင်းလောက်ပေါ့သူစုထားတဲ့လူတွေက22ယောက်ရှိပြီတယောက်ကဗမာငွေ6000နဲ့ပို့ပြီးမှကျွန်တော်ကမခေါ်ခင်မှာသူက2ခေါက်ပို့ပြီးပြီဒါကတတိယအခေါက်သူတယောက်တည်းမနိုင်တော့လို့ကျွန်တော်ကိုခေါ်တာကျွန်တော်လည်းနိုင်ငံခြားသွားလို့ရမှာဆိုတော့ပြောတာပေါ့ကိုမင်းသားဒီကိုရီးယားကြီးလက်ထောက်ဖြစ်လာတယ်ထိုစဉ်ကမလေးရှားသို့ဝင်ဒီလမ်းကြောင်းမှာရန်ကုန်မှဘန်ကောက်သို့အရင်ခေါ်သွားတယ်ထို့နောက်ဘန်ကောက်မှတဆင့်ရထားပြည့်ဟတ်ကြိုင်သို့ဆက်သွားဟတ်ကြိုင်မှာထိုင်းဟိုတယ်တွင်တညသိပ်ပြီးမနေ့မိုးလင်းလင်းဘန်ကားများဖြင့်ကွာလာလမ်ပူအထိတရားဝင်တိုက်ရိုက်သွင်းတယ်ကွာလာလမ်ပူသို့ရောက်လျင်ခင်မောင်ဝင်းဆိုသည့်ပွဲစားတအုပ်ကရောက်လာပြီးတစ်ဆက်များအလုပ်ရုံများသို့ချိတ်ဆက်ကအလုပ်သွင်းပြီးတယ်ခင်မောင်ဝင်းသည်မလေးစကားကိုမှုန့်နေအောင်ကျွမ်းကျင်တယ်ထိုလမ်းကြောင်းတွင်ကိုမင်းတိုက်ကလိုက်ပါကူညီပေးရမယ်ဖြစ်တယ်အဲဒီလိုနဲ့လူ30လောက်ခေါ်ပြီးကျွန်တော်ဘန်ကောက်ကိုသွားရတယ်ကိုဒီစားကဟိုမှာညှိစရာရှိတာညှိပြီးကြိုစောင်းနေတယ်ဒီလိုနဲ့ဒုံမောင်းလေးစိတ်ကိုခြေချတာနဲ့သူကလာခေါ်တယ်ပြီးရတဲ့ဟတ်ကြိုင်ကနေကွာလာလမ်ပူကိုသွားအဲဒီကနေခင်မောင်ဝင်းနဲ့ချိန်ပြီးလူတွေထားခဲ့ပေါ့လုပ်ငန်းအသားကျပြီးမကြမီကိုဒီစားကကိုမင်းတိုက်အားခင်မောင်ဝင်းအလုပ်သွင်းပေးသည့်နေရာသို့လိုက်သွားပြီးအခြေအနေကိုလေ့လာရင်ထည့်လိုက်တယ်မကြမီခင်မောင်ဝင်းနဲ့ချစ်ဆက်နေသည့်လူပွဲစားမစ္စတာလောင်ကိုတွားတွေ့တယ်ခင်မောင်ဝင်းသည်မလေးစကားတက်တော်လဲအင်္ဂလိပ်စကားမတက်မစ္စတာလောင်ကတရုတ်စကားနဲ့အင်္ဂလိပ်စကားတက်တယ်ကိုမင်းတိုက်ကမစ္စတာလောင်နဲ့အင်္ဂလိပ်လိုပြောတတ်သည့်အခါမစ္စတာလောင်ကကိုမင်းတိုက်ကိုခင်မင်သွားတယ်နောက်ပိုင်းတွင်ကိုမင်းတိုက်နဲ့မစ္စတာလောင်တိုက်ရိုက်ချိတ်ဆက်မိခဲ့ကြတယ်လုပ်ငန်းသဘောအရခင်မောင်ဝင်းကိုမလိုအပ်တော့ဘူးထို့အပြင်ကိုမင်းတိုက်ကိုလည်းဘန်ကောက်တွင်အထိုင်ဖြစ်နေရန်ကိုဒီဇာကစီမံတယ်ထို့သောနှင့်ကိုမင်းတိုက်သည်လူကုန်ကူးရဘန်ကောက်တစ်ထောင်နာစကန်တွင်တာဝန်ခံဖြစ်ရပြန်တယ်ကိုဒီဇာကရန်ကုန်ကနေဘန်ကောက်ကိုလူပို့တယ်ကျွန်တော်ကအဲ့ဒီလူတွေကိုဘန်ကောက်ကနေကွာလာလမ်ပူကတရုတ်စီသွားပို့တယ်ဒီလိုနဲ့ထိုင်းမှာကျွန်တော်အစွန်လောက်တက်လာတယ်မွေးစီတုံးတယ်နိုင်ငံတကာပတ်စပို့တွေပါအရောက်ဝယ်တွေလောက်တက်လာတယ်ကိုမင်းတိုက်နေထိုင်ရဘန်ကောက်ဖက်ခတ်နုံရက်ရှိလန်သောတိုက်ခန်းကြီးရှုပ်ထွေးတယ်မွေးစီဝါမှောက်ခိုသမားတွေရှိတယ်နိုင်ငံရေးအရထွက်ပြေးလာသူတွေလည်းရှိတယ်စာရဲစာတမ်းအတူပတ်စပို့အတူလုပ်သူတွေရှိတယ်ပြန်ကြတင်မောသားတွေရှိတယ်ကိုဒီဇာထံမှလူမပိုးတီကာလာများတွင်ကိုမင်းတိုက်သည်ဘန်ကောက်တွင်ရရအလုံးများလုံရင်းကျင်းနေတယ်ကိုဒီဇာကလည်းကျွန်တော်ကိုလာသားတွေပိုင်တိတိကျကျပေးရမှာမဟုတ်ဘူးဒီတော့လူမပိုးတဲ့ရက်တွေမှာငွေကြေးကအဆင်မပြေဘူးအဲဒီတော့ကိုဘာသာဘန်ကောက်မှာရက်တီလှုပ်ရှားရတယ်တင်မောသားတွေပပုံးသွားခြင်းလိုက်ပို့ပေးတာတို့ဗမာအိမ်တွေက GDI certificate အတူလိုခြင်းအတူလုပ်တဲ့သူတွေစီအပေးပြီးဈေးပို့ယူနောက်ပြီးရွှေတိကန်ဘက်ကဘဲဖြူအတုံးတွေအခဲတွေကိုစီဘူးကျွန်းဘက်ပို့မယ်ဆိုကယ်ရီတယ်မဲ့လူရှာပေးပြီးပွဲစားကားနဲ့တဖြည်းဖြည်းဘန်ကောက်ကျင်ဖြစ်လာတာပေါ့စီဘူးသည်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားကြားမှကျွန်းတစ်ကျွန်းဖြစ်သည်ထိုကျွန်းသည်ရွှေတိကန်မှဘဲဖြူများဥရောပဘက်သွားရတဲ့စကန်တစ်ထောက်ဖြစ်တယ်ဘန်ကောက်မှလေကြောင်းပြည့်တည်ယူကြတယ်ဟိုမှာပတ်စပို့ရောင်းစားပစ်လိုက်တဲ့တင်မောသားတွေအပါအဝင်လေလွှင့်နေတဲ့ဗမာတွေဘန်ကောက်မှာများတယ်အဲ့လူတွေကိုစီးရင်ပါတယ်မင်းတို့ကိုပတ်စပို့လုပ်ပေးမယ်ဒေါ်လာ1000ပေးမယ်ဒီပလောက်တုံးလေးထည့်သွားပြီးစီဘူးလေးတွေကိုပို့ပြီးပေါ့လောက်ကြတာပဲမိတဲ့ကောင်လဲဟိုမှာတည်ရင်ချခံရတာပဲနောက်ပိုင်းလမ်းကြောင်းလေးရောက်လာတဲ့ခြေသင်းတစ်ကောင်တစ်စိတ်ချူတစ်စိတ်တွေကြအမှုံမဟုတ်တော့ဘူးအုံနေကြလို့ရှိအတုံးနေဘိန်းကိုခက်လုပ်ထားတာပေါ့အဲ့ဒီပလောက်တုံးတွေကိုခွေးတွေအနံ့မရဖို့ပါကင်ထုတ်တာကိုကပ်ပလီတွေလုပ်ပေးတာပဲခွေးရပြဿနာကရေထဲမှာရှိတဲ့ပစ္စည်းတွေဆိုအနံ့မခံနိုင်ဘူးအဲ့ဒီတော့ dry ice လို့ခေါ်တဲ့ရေခဲကြောက်တွေကိုအလွှာလိုက်ခွာပြီးဘလောက်တုံးအပေါ်မှာထပ်ပြီးတိတ်နဲ့ကပ်ပေးလိုက်တယ်အဲ့ဒီရေခဲကြောက်ရဲ့သဘောကအရေးမပြောဘူးရေနဲ့တောက်မှအငွေ့ဖြစ်သွားတာတလုံးကိုပါကင်ထုတ်ကအမေရိကန်ဒေါ်လာ900နောက်ပိုင်းအဲ့ဒါကိုကျွန်တော်တည်သွားတော့တင်မဲ့သူရှာရလာရင်ပါကင်ကိုကိုယ့်ဘာသာအိမ်မှာပဲအဲ့ဒီအတိုင်းထုတ်ခိုင်းတော့တယ်ဒီတော့ကိုယ့်အတွက်တလုံးကို200လောက်အမျက်ထွက်လာပါရောလား1993ခုနှစ်တွင်ကိုတေဇာနှင့်ဆက်ဆံရေးတွင်အဖို့အထည်လေးများရှိလာတယ်။လူလေကြတာတွေရှိလာတယ်။ကိုတေဇာနှင့်ဇလန်းပြစ်ပြီးနောက်ကိုမင်းတိုက်သည်ဘန်ကောက်နှင့်ကွာလာလမ်ပူနှင့်ကူးကြည့်တန်းကျင်ပြီးကျင်လည်ခဲ့တယ်။မလေးရှားမှာဘော်ရာတွေအတွက်သူကထိုင်းထုတ်ဖန်စီတိုင်းယူသွားပေးပြီးမလေးရှားထုတ်ဘော်ရာတွေကသူ့အတွက်မလေးရှားထုတ်ဖန်စီတိုင်းရှာပေးထားတယ်။ညာလုံးပေါက်ဂတာတီဗီတောက်ကြစားကြတယ်။တခါတည်းရမလေးရှားတွင်3-4လခန့်နေတယ်။ထို့သောနေထိုင်ဘူးသီးတောင်မောင်လောဘမှလူမောင်ကိုလို့သည့်ဘင်္ဂလီကိုင်းနှင့်ရင်းနှီးသွားခဲ့တယ်။